အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Magic Zone ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်လည်းကျွန်တော်နောက်ထပ် Magic Box ထဲမှာပါဝင်တဲ့ပြကွက်လေးနောက်ထပ်တစ်ခွက်နဲ့ကျွန်တော်ထပ်ပြီးမိတ်ဆက်ပေးပါဦးမယ်နော် Okay ပြကွက်ရဲ့ code number လေးက C025 ဖြစ်ပါတယ်ခင်ဗျ Okay ပါကျွန်တော်တို့ပြကွက်လေးကိုကြည့်ကြအောင် Okay ညီလေးပါဝင်ပေးပါနော်ညီလေးမင်္ဂလာပါညီလေးဒီမှာပါလေးလဲဆို spawn ball ပေါ့နော်ကျွန်တော်တို့ကလက်လက်ခေါ် spawn ball ဘောလုံးလေးပေါ့နော်ဒါဘောလုံးလေးကိုကန်တော့ခေါ်လေးနော်ဟုတ်ပါနော်ခေါ်လေးဟုတ်ပြီဒီကအခုဒါလေးကိုလည်းထည့်လိုက်နော်ဒီကတလုံးစုပ်တာဘာတူးကြပါလဲဘာမှမတူးကြဘူးသူကတူးကြအောင်ပြတယ်လုံးလေးပြတယ်တူးကြအောင်ပြရတယ်နော်ဒါလေးကိုစုပ်တာပေါ့နော်စုပ်တာလေးကိုလေးပြတယ်ဒီကလေးကိုလေးထားလိုက်ဒီလေးလေးကိုလေးဟုတ်ကိုယ့်ရဲ့လက်ထဲမှာလည်းလောက်တာဆိုတော့ဒီရဲလက်ဆရာနဲ့ဒီကြတယ်ခေါ်တယ်နော်အခုလက်ထဲမှာကိုပြန်နေပြီဒီလေးလည်းဘောလုံးလေးစုပ်တာအဲ့တော့ဘာလို့လို့လဲအချလာဒီကြီးတယ်အဲ့ဒီလက်ရောင်ကြီးတယ်ဘယ်ရောက်သွားလဲဒီဘက်ကြီးတော့ဟုတ်လားဒီမှာမရှိတော့ဘူးဒီကဒီတော့အဲ့ဆိုတော့ရဲလက်ဆရာကအစွမ်းအပြအောင်လေအဲ့တော့ဒီလေးတစ်ခုလေးချက်လိုက်မရှိကဲဒီလေးကျန်တယ်Oh, I like to. I'm not, you know. What day? ကျွန်တော်ဒါ Magic Zone ကတင်ဆက်ပေးတယ်ပေါ့နော်ဒါကျွန်တော်ဗီဒီယိုကျွန်တော်မျက်လက်အစီအစဉ်ပေါ့နော်ဒီပြကွက်လေးတွေမှာကျွန်တော်ဒါ Magic Box ထဲမှာပါဝင်တဲ့ပြကွက်လေးပေါ့နော်ဒီပြကွက်လေးကိုကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Facebook Page Messenger Box ကနေပြီးတော့ဝင်ရောက်ကြည့်ရှုပြီးတော့ဒါမေးမြန်းပြီးမှာယူလို့ရပါတယ် Magic Box လေးလို့ပြောပြီးတော့ဝယ်ယူလို့ရပါတယ် Okay ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပါဝင်တဲ့ပြကွက်တွေကိုထပ်ပြီးတော့မိတ်ဆက်ပေးပါဦးမယ် Thank you